ကဲမြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်လိုက်ရင်ပုံစံနှစ်မျိုးကွက်ထက်နေတာကိုတွေ့ရမှာပါတစ်ဖက်မှာကတော့တန်တမာရေးအရာချမှတ်ထားတဲ့ငင်းချရေးစီမံကိန်းတွေစာရွက်ပေါ်ကအစီအစဉ်တွေပို့နောက်တစ်ဖက်မှာတော့တကယ်လက်တွေ့ဖြစ်ပျက်နေတဲ့တိုင်းပြည်ရဲ့ကြမ်းတမ်းခတ်ထန်နေရှိတဲ့အရာတွေပါဒီနှစ်ခုကြားကကွာဟချက်ကတော်တော်ကြီးပါပဲဆိုတော့အဲ့ဒီကွာဟချက်ကိုပဲအခုတို့တွေအတူတူလေ့လာကြည့်ကြရအောင်ပါဒီမြင်ကွင်းက2026ခုနှစ်အစောပိုင်းကပါအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေဖိလစ်ပင်မှာတွေ့ဆုံပြီးတော့မြန်မာရေးအတွက်နိုင်ငံတကာကအဓိကကင်ဆွဲထားတဲ့အစီအစဉ်တစ်ခုတည်းကိုပဲထပ်ပြီးတော့အတည်ပြုခဲ့ကြတဲ့အချိန်ပေါ့အဲ့ဒီအစီအစဉ်ကတော့အားလုံးလည်းကြားဖို့နေကြဖြစ်မှာပါ2021ဆီယနာသိမ်းပြီးကြတဲ့ကအာဆီယံရဲ့အဓိကတန်တမန်ရေးလည်းလို့ဖြစ်လာခဲ့တဲ့ပုံသဘောတူညီချက်မှာချက်ပါပဲဒီအချက်တွေကတော့အကြံဖတ်မှုတွေကိုချက်ချင်းရမယ်သက်ဆိုင်သူအားလုံးစကားပြောကြမယ်အကူအညီတွေပေးမယ်စတဲ့ရေမန်ချက်ကောင်းလေးနဲ့ချမှတ်ထားတဲ့အာဆီယံရဲ့လက်ပြမြေပွန်းလို့ပြောလို့ရပါတယ်တဘောတရားကီနိုတော်လေးရှင်းလင်းပါတယ်ဒီကရိယာဝက်ကစာရွက်ပေါ်မှာတော့တော်ခိုင်မာပုံရပါတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးပြောတော်တယ်လို့ဆိုရင်ဒီသဘောတူညီချက်ရဲ့အဓိကဦးစားပေးကကိုပြည်သူတွေပေါ်အကြမ်းဖက်နေတာတွေအဆုံးသတ်ဖို့ပါတယ်ဟုတ်ပြီဒါကစီမံကိန်းပေါ့နော်ဒီအစီအစဉ်တွေချမှတ်ခဲ့တာလည်းနစ်နဲ့ချီနေပါပြီဒီတော့တကယ်အရေးကြီးတဲ့မေခွန်းတစ်ခုထွက်လာတယ်အဲ့ဒါကဒါတွေတကယ်ရောအလုပ်ခဲ့ရလားကဲအခုမြေပြင်ဘောကတကယ်အရှိတရားကိုတစ်ချက်လောက်ကြည့်လိုက်ကြအောင်တန်တမန်ရေးစီမံကိန်းကြီးရဲ့ရှင်းလင်းမှုနဲ့လုံဝကိုစန့်ကျင်ပတ်ပါပဲဒီမြေပုံကိုတစ်ချက်ချိလိုက်ကနဲ့ IP တကူလုံးရဲ့နေမြေထင်းချုံမှုဟာဘလောက်တောင်ရှုပ်ထွေးပြီးအစိတ်စိတ်မြွားမြွားဖြစ်နေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းကိုမြင်နိုင်ပါတယ်လေးလာသုံးသက်သူတွေရဲ့အဓိကတွေးရှိချက်ကတော့ရှင်းရှင်းလေးပါပဲပဋိပက္ခဟာဘယ်ဘက်ကမှအပြတ်အသတ်နိုင်ခြင်းမရှိတဲ့ the stalemate လို့ခေါ်တဲ့အကျိတ်အနယ်နေထားမှလုံးဝပိတ်မိနေတယ်ဆိုတာပါပဲဒီကနန်းကအချက်တွေကိုပို့ပြီးတော့မြင်သာစေပါတယ်38ရာဟိုင်တော့ဒါကဘာကိုပြောတာလဲဆိုတော့မြန်မာနိုင်ငံရဲ့စုစုပေါင်းနေမြေတုံးပုံတပုံကြော်ကြော်ဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘူးလို့ခံမှန်းထားတာပါစဉ်းစားကြည့်ပါဒါတော်တော်ကြီးမားတဲ့ area နော်ဆိုတော့ဘာကြောင့်ဒီလို stalemate ဖြစ်နေရတာလဲအဖေကနှစ်ဖက်စလုံးရဲ့အားသာချက်အားနည်းချက်တွေထဲမှာရှိနေတာပါစစ်ကောင်စီမှာ၄ချောင်းအားသာစီးရထားတာတရုတ်လိုနိုင်ငံကြီးရဲ့ထောက်ခံမှုရနေတာလို့အားသာချက်တွေရှိနေခြင်းမှာတော်လိုင်းရဲ့အားစုတွေဘက်မှာကြတော့လဲနိုင်ငံရေးဥဆောင်မှုကင်းမဲ့တာအချင်းချင်းညီနိုင်မှုအားနေတာလို့ကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရတော့တွေ့ရပါတယ်ဒီလိုအခြေအနေဖြစ်နေတဲ့အခြေအနေကပဋိပက္ခရဲ့သဘောတဘာဝကိုပါပြောင်းလဲစေခဲ့ပါတယ်အခုရင်ဆိုင်နေရတာကရိုးရိုးစစ်ပွဲတစ်ခုမဟုတ်တော့ပဲဗပောင်းစုံကနေနှဆိုင်လာတဲ့အကြက်တီတစ်ခုဖြစ်လာတာပါကဲဒီအချက်လက်ကိုကြည့်လိုက်ရင်တော့အခြေအနေတွေကောင်းလာပြီလားလို့ထင်စီရပြီနော်2025မှာလက်နက်ကင်တိုက်ပွဲတွေရဲ့အချိန်ကြီးက28ရာခိုင်နှုန်းနီးပါးအထိတိတိသားသားကိုကျဆင်းသွားခဲ့ပါတယ်ဒါသတင်းကောင်းလားဒါပေမဲ့ခဏလေးခနန်းတွေကတခါတလေပုံမြင်အပြည့်စုံကိုမပြောပြတတ်ဘူးညာတိုက်ပွဲအချင်းရေနဲသွားတာမှမဲအကြမ်းဖက်မှုရဲ့ပုံစံကလုံးဝကိုပြောင်းသွားတယ်အဲ့ဒီနောက်ကမှပိုပြီးကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုထွက်ပေါ်လာပါတယ်ဒီမြေပုံကအရက်သားတွေကိုဖြစ်မှတ်ထားတဲ့အဆုလိုက်အပြုံးလိုက်တပ်ဖြတ်မှုတွေဘလက်တောင်တိုးလာတယ်လဲဆိုတာကိုပြနေတာပါအကြမ်းဖက်မှုရဲ့ပြင်းထန်မှုကအများကြီးပိုဆိုးလာပါတယ်မူကိုကဘုံကြီးကျောင်းမြောက်ဦးကဆေးရုံနော်ကြောက်တော်ကစာတင်ကျောင်းတွေအထိဖြစ်မှတ်ထားခံရပြီးလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေကဒီအကျဉ်းနဲ့အနေထားရဲ့လူသားတွေအပေါ်တရောက်မှုကိုကွက်ကွက်ကွင်းမိမောင်းထိုးပြနေပါတယ်ဒီလိုချိန်တွေမှာကမ္ဘာအင်အားကြီးတွေနဲ့ဒေသတွင်းဖက်စီးတွေအခန့်ကဏ္ဍမွေးမြင်လာချိန်မှာဒီအာနာလေဟာနယ်ကိုဘသူတွေကဝင်ပြီးနေရာယူလာတယ်လဲဆိုတာကိုဆက်ကြည့်အောင်ပါဘသူနိုင်ငံရေးမှာလေဟာနယ်ဆိုတာမရှိပါဘူးအာဆီယံနဲ့ကုလသမဂ္ဂရဲ့ကြိုးပမ်းမှုတွေကအရာမထင်အမေရိကန်ရဲ့အာရုံစိုက်မှုကလည်းရော့ကျသွားတဲ့အခါအိန္ဒိယနိုင်ငံတွေအထူးသဖြင့်ဂျီယိုနိုင်ငံကရှေ့တန်းကိုရောက်လာပါတော့တယ်ဒီချိန်စရာကအပြောင်းလဲကိုရှင်းရှင်းလင်းလင်းကိုပြနေပါလေကျွန်တော်တို့စက်တင်မှာအာဆီယံကဥဆောင်ခဲ့ပေမဲ့နောက်ပိုင်းလေးတွေမှာအရှင်ရော့သွားပြီ2025-2026ချွတ်လောက်ရောက်လာတဲ့အခါမှာတော့ဒီရဲ့လမ်းပြမြေပုံကထားမြန်မာပဋိပက္ခကိုပုံဖော်နေတဲ့တခုတည်းသောမဟာဗျူဟာဖြစ်လာခဲ့ပါပြီဒီတော့စာရွက်ပေါ်ကစီစဉ်တဲ့မြေပြင်ပေါ်ကရှိတရားကြားကကွာရချက်ကိုတွေးပြီးတဲ့နောက်မှာရှစ်ချက်ပါဖြစ်လိုက်မလဲဆိုတာကတကယ်ကိုခေါင်းကဲစရာဘေးကွန်းတစ်ခုဖြစ်လာပါတယ်ဒီအခြေအနေကိုအကောင်းဆုံးဖုံဖော်ထားတဲ့စကားတစ်ခုရှိပါတယ်တိုင်းပြည်တစ်ခုလုံးနစ်မြုပ်တော်မဲ့ NDA နဲ့ရင်ဆိုင်နေရချေမှာပြည်တွင်းနိုင်ငံရဲ့အားပြိုင်မှုတွေကတိုက်တနစ်တင်ဘောကြီးပေါ်မှာထိုင်ခုံလူနေကြတယ်လို့ပဲဆိုတဲ့တုံလုံးမှာတော်တော်လေးကိုထိမိပါတယ်ဤချက်ကတော့စိတ်မကောင်းစရာအမှန်တရားတစ်ခုပါပဲပြည်တွင်းကအင်အားစုတွေကိုယ်တိုင်ကဒီချက်အသေးကိုဖြည့်ရှင်းနိုင်စွာမရှိတော့ဘူးလို့တုံ့တက်မှုတွေထောက်ဖော်လာတာနဲ့မြန်မာပိုင်မြန်မာဥဆောင်ဆိုတဲ့ဆောင်ဖို့ဟာလည်းတဖြည်းဖြည်းနဲ့အနှစ်သာရကင်းမဲ့လာနေပုံပါပဲအဆုံးသတ်အနေနဲ့ဒီလက်လာဆန်းစစ်မှုကနေထွက်ပေါ်လာတဲ့မေခွန်းတစ်ခုကိုပဲခြံထားခဲ့ခြင်းပါတယ်
မြန်မာနိုင်ငံရဲ့ရှေ့ခီးဟာအိုးမဲလုံကြီးကောင်းဆုံးကအလင်းရောင်ကိုတွေ့ရမှာလားဒါမှမဟုတ်ထွက်ပေါက်မရှိပဲမောင်းမိုက်ပြီးလင်ကောင်းနေတဲ့ဝင်းကပါလေးကိုပဲဆက်ပြီးရှုံနေရအောင်မလားဒါကတော့အားလုံးဆက်ပြီးစဉ်းစားစရာတွေးတောရှင်စရာမိခွန်းတစ်ခုပါပဲ